မြန်မာပြည်ဖုံးကွယ်နေသည့်အမွေနှစ်များမြန်မာပြည်သားများ၏အနက်ရှိုင်းသောပုံမြင်များအရှိတောင်အာရှ၏ဗဟိုတွင်ရုပ်ဝက်စမ်းကြယ်မှုလှပမှုနှင့်ဖော်ပြမခံရသေးသောပုံမြင်များဖြင့်ပြည့်နှက်နေသောနိုင်ငံတစ်ခုရှိတယ်။အဲ့ဒါဟာမြန်မာပြည်ဖြစ်ပါတယ်။အများသူငါအကြားမြေယာအုပ်စုများအနေဖြင့်မြန်မာနိုင်ငံဟုသိကြသည့်ဤနိုင်ငံသည်ယဉ်ကျေးမှုနှင့်သမိုင်းကြောင်းတို့အကြားခေတ်သစ်၏အရာဝတ္ထုများကိုတွန်းရိုက်ကရှေးဟောင်းဖျားပွင့်တို့နှင့်အတူပေါ်ထွက်နေသည့်စိတ်ဝင်စားစရာအံ့ဩဖွယ်ရာများစွာဖြင့်ပြည့်နေတယ်။ကျွန်ုပ်တို့၏ခရီးသည်မန္တလေးမြို့အနီးရှိကျေးရွာငယ်တစ်ရွာတွင်စတင်တဲ့ဤနေရာတွင်အချိန်သည်ရက်နေတကယ်သို့ဖြစ်တယ်။ဤနေရာတွင်လူများသည်မျိုးဆက်ပေါင်းစုံကဲ့သို့ပင်လေယာလုပ်ငန်းသားတောက်များကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းတို့နှင့်တဘာဝနှင့်ညီညွတ်စွာအသက်မွေးကြတယ်။သို့သောဤရိုးရှင်းသောဘဝများတွင်တည်ရှိနေသည့်တောက်ပသောရင်ခုန်မှုများခံစားချက်များနှင့်လောဘထုမရှိသောလူသားများ၏ပုံမြင်များရှိတယ်။ဤကျေးရွာ၏တက်ကြီးရွယ်အိုတဦးဖြစ်သည့်ဦးတန်းနှင့်တွေ့ကြပါစို့အသက်80အရွယ်ရှိသူအဖြစ်ဦးတန်းသည်မြန်မာနိုင်ငံ၏ပြောင်းလဲသည့်အချိန်ကာလများကိုကြည်မြင်ခဲ့သူဖြစ်တဲ့ဗြိတိရှအုပ်ချုပ်မှုကာလမှအခြေခံပြောင်းလဲမှုများအထိဦးတန်း၏ဘဝသည်မြန်မာပြည်၏တမိုင်းကြောင်းများကိုပုံဖော်ပြသနေသောအလွန်ထိရောက်သောအဓိပ္ပာယ်တစ်ခုဖြစ်တယ်။ကျွန်တော်အငယ်စဉ်ကာလတွင်ဗြိတိရှတို့မှဆက်လက်ရှိနေဆဲဖြစ်တဲ့ကျွန်တော်တို့တွင်အများကြီးမရှိတော့လဲခြေနှက်ဖွယ်ရာလှုပ်ရှားမှုများရှိခဲ့တဲ့ဘဝသည်ရိုးရှင်းတော့လဲမြေယာသည်ကျွန်တော်တို့အားပေးဆောင်နေစေဖြစ်တဲ့ထို့နောက်စစ်ပွဲရောက်လာပြီးနှင့်အရာအလုံးပြောင်းလဲသွားတယ်။ဦးတန်းသည်ဒုတိယကမ္ဘာစစ်မြန်မာနိုင်ငံ၏ဗြိတိရှအုပ်ချုပ်မှုမှလွတ်မြောက်ရေးနှင့်ဆယ်စုနှစ်များတခြားလက်ရှိတွင်ဆက်လက်ထိန်းချုပ်နေသည့်စစ်အုပ်စုအစိုးရကိုအတွေ့အကြုံခံစားခဲ့ရတယ်။ဒါပေမဲ့ဦးတန်းပြောကြားချက်အရမြန်မာပြည်သားများ၏စိတ်ဓာတ်သည်ရခင်ကဲ့သို့ပင်တည်ရှိနေစေဖြစ်တဲ့စိတ်နှလုံးသားနှင့်ကျွေးမွေးခြင်းချစ်ခင်ခြင်းတို့နှင့်ပြည့်နေတယ်။မြန်မာပြည်သည်ဘာသာရေးနှင့်ရောနှောနေသောအမျိုးသားတစ်ခုဖြစ်တဲ့ဗုဒ္ဓဘာသာသည်ယင်းတို့၏နေ့စဉ်ဘဝတွင်အဓိကအဖြစ်မှတ်ယူထားတဲ့ရန်ကုန်မြို့၏ဗဟိုတီနေရာတွင်ဂုဏ်ပြုနေသောရှေ့တော်ဗဟာရဖျားသည်ဤတဒနာဆိုင်ရာဆက်ဆက်မှုကိုထောက်ခံပြသနေသည့်အချိန်ကာလနှင့်900ကျော်အတွင်းစုပေါင်းများစွာသောယာတိကပိုလူထင်သူများသည်ဤနေရာကိုလာရောက်ကပ်လူ၍ငြိမ်းချမ်းရေးကိုရှာဖွေကြတယ်။ဒါကိုဘာမှမြန်မာလို့ခေါ်ပါတယ်။ဒါကလည်းမြန်မာလူမျိုးတွေရဲ့ပုံမြင်တွေကင်ထားပြီးသူတို့ရဲ့ရင်ခုန်တဲ့အတိုင်းဆက်လက်သွားနေကြဆဲဖြစ်ပါတယ်။